အဲ့ဒါမှ ဒါလေးလို့ဒါလွယ်လွယ်လေးဘာခဲရင်လို့ ဟာချစ်ချောပေါ်ပေါ်ဝါ ညာ မင်းတို့တော့သဘောပေါက်ပါလားငါတကယ်ကြီးမင်းတို့မသိဘူးပဲလေးထိုးတယ်ဆိုတာအရေးကြီးတယ် ဒါ ဟုတ် ပေါ့ ကဲ့ နော်ဘိုင်းအောက်တယ်မတူဘူး ဟုတ်ကဲ့ ဒါပေါ့ဆရာမပြနီးမကြ အေး ကဲပိုက်ကထဲကုန်ထန်ကြီးရဲ့စကားပြောတာ အေး ဟုတ်တယ်မလား ဒီကိုထည့်ရတယ် ဟုတ်ကဲ့ ဟုတ်ပြီ ဒီကိုတ ဩ နော် တစ်ချက်ဆိုတစ်ချက်ဟုတ်တက်လာပြီ အဲ့ဒီလိုပဲအရေးကြီးတာဒီပိုက်ကအရေးကြီးတယ် ဟုတ်ကဲ့ အဲ့တော့အဲ့ဒီပိုက်ကိုဒီလိုထားလို့ရှိရင် လေးထွက်လာ လေးထွက်မယ် ဟုတ်ကဲ့ အော်တွေ့လား ဩ အဲ့ဒီလိုပိုက်ကိုခောက်လိုက် အချိန်ကြီးခောက်လိုက်ရ ဒီလိုထားရင်ဒါအော်ဒီလိုပြန်ခောက်လိုက်ရတယ်ပိုက်ကိုပြန်ခောက်မှအဓိကအရေးကြီးတာဟုတ်တယ်မဟုတ်လားအဲ့တော့ဒီလိုထိုးတယ်လေထိုးတဲ့နေရာမှာ ညောင်းနေတယ် ကိုရိုကြီး အေး ဒီတစ်ခါကျတော့သမီးရဲ့အလက်တောင်းဝင်ပြီးဆုံးမှာတော့မရှင် ဟုတ်ပြီ မှန်ပါဗျာရွှေဗလားလေးနဲ့ခန်းတတ်တော့မှာပေါ့ဟုတ်ကဲ့ ကဲပါဒါကြောင့်မို့သမီးချစ်တော်ပြိတ္တကြီးကိုသမီးချိုစင်ကိုလည်းနောက်ဒီအခွေတကွာနောက်တစ်ခွေများထွက်ရင်လည်းအပိပါဦးလို့ပြောချင်ပါတယ်ရှင် စင်ငယ်လေးပေါ့ အခွေလေးသမီးခွေလေးဆက်တက်ထွက်လာလို့ရှိရင်လည်းအပိကြပါဦး ကြပါဦး ပရိသတ်ကြီးရဲ့မြတ်တာကိုခံစားခြင်းလုံးဝကြည့် မမ ပါရှင် ဟုတ်ကဲ့ ဒါကြောင့်မို့သမီးရဲ့အသိတချင်းလေးကတော့နှုတ်ဆက်သဝင်လွာလို့မြင်ရပါတယ်ရှင် ကြားပါစေလားခဏ နားဆင်ကြပါပြီဗျာ ရွှေလန်းဆက်ဆက်ကြောင်းဝင်ပန်းဝိညာဉ်တင်စွာယနေ့တိုင်းမဲလန်းဆန်းလာနေတာညစ်ညပင်ဆိုသောလူပညာဒီသူအသေးချာမှာကျင်နာမှုလေးများစွာအငြိမ့်ချစ်သူများတွေအားပေးနေတာကျေးဇူးတွေတင်ရှိမြဲပါညီမလေးကနှုတ်ဆက်တော်ရွှေနန်းဆက်ဆက်တော်ဝင်ပန်းဝိညာဉ်တင်စွာယနေ့တိုင်းမဲလန်းဆန်းလာနေတာအငြိမ့်ပင်ဆိုသောအမှုပညာဒီလူအသေးချမ်းမှာကျင်နာမှုလေးများစွာအငြိမ့်ချစ်သူများတွေအားပေးနေတာကျေးဇူးတွေတင်ရှိရဲပါညီမလေးကနှုတ်ဆက်တော်မူကိုမောကြော်ရေး ကိုဆွနေခင်ဗျာ ချီချော ကိုနီ မောင်မောင်ရေး ဒီဆိုရင် ရှင်းအတွက်သမီးပြိုလေးချိုးစင်းအလက်တောင်ဝင်ကျင်းသွားပါပြီဗျာဒီအခုတာဝန်ထမ်းဆောင်မှာခေါင်းဆောင်သမီးပြိုလေးစန်းနီလာဝင်း ရွှေသမီးသူရှင်လေးပဲ တွေ့ချင်းမြင်နေကြပြီအေးဒါကြောင့်တုခုမှဆိုတာရင်ကျေးမှုပါပဲ မှန်ပါ တုခုမှဆိုတာရင်ကျေးမှုပါပဲ မှန်ရဲ့ဗျာ တမင်တွေးရှုရွေ့တက်နေကဝိလိုစန်းနီလာဝင်းရဲ့ကျက်ပရေရှိတဲ့ကောင်ကြားကြပါဆိုရင် နားဆင်ဗျာ ကာယအေးချမ်းဒီနာချမ်းမှာချွာရအောင်ပြီးမိဘပြည်သူ
ရှေ့မီနောက်မီနဲ့ကောက်လိုက်တဲ့ချင်းဗျာတော်ဝင်တဲ့ချင်းဆိုပါ ဦးလေးတို့လည်းတခါလာလဲတော်ဝင်းပဲပြောကြမယ်အခုကိစ္စပေါ်ဝင်တချင်းလေးပါလေဆိုတမ်းပါ အဲ့ဒါတော်ဝင်ကြောင့်ကောင်းတာမဟုတ်ဘူးကောင်းမလေးကကသွားတာဆိုသွားတာမျက်နှာလေးခက်ကိုယ်ဟန်နေတာကပေါ်ပင်လင်းမလို့ပေးတာကကြိုက် ကြိုက်တာ တော်ဝင်ကြောင့်ပရိသတ်ကလက်ခံတာ ပေါ်ဝင်ကြောင့်လက်ခံတာ ပင်ကြောင့် မင်းတို့ပေါ်ဝင်ကဘာလို့ကောင်းနေလို့ ဦးလေးတို့တော်ဝင်ရောက်ဘယ်တော့ကောင်း ဟာကောင်းတာပေါ့ကောင်းတာပေါ့ ပြောတယ်ပြောတယ် ရှေ့အစင်တိုင်းပြောမှဆိုရင်တော်ဝင်တဲ့ချင်းတွေအများကြီးရှိတယ် ဘာတချင်း ဒီ30ဒီ40တဲ့ချင်း ဘာချင်းပြော မင်းအဲ့ဒီဆိုရင်မင်းကိုရမင်းရပတော့ရအိုကွယ်ချစ်ရမပြောချင်တော့ဘူးကွယ် အဲ့ဒါတော်ဝင်တချင်း အိတ်တော်အိတ်ချင်းနဲ့ အဲ့တော်မှာအဲ့ချင်း ဒီမှာအိတ်ချင်းသွားသူအိတ်ချင်း ကျွန်တော်အဲ့မဆိုတော့ ဘာ ကျွန် လို့ တော်ကအေးစေဟဲ့ကြက်တက်လုံးတဲ့စိတ်ဓာတ်မြေလွာကိုပေါက်ထွင်းပြေးဝေစစ်ချင်းစင်ဖို့ချင်ညာနေတော့ခါဟေးယောဂဒီလိုတချင်းမဲဆို ကျွန်တော်ဟော့ရှော့ ဒီလိုချင်းလေးဆို ဟော့ရှော့ရဘာကစ်ဒီကရဘာကစ် ဟောရတက်လုံးတဲ့စိတ်ဓာတ်မြေလွာကိုပေါက်ထွင်းပြေးဝေစစ်ချင်းစင်ဖို့ချင်ညာနေတော့ခါဟေး ယောဂဒီဒါပဲလောင်းမှာကမင်းတို့အားရောက်ဒီငါတို့အနေမကန်အရှုံးမပေးလုပ်နေရင်ကဲငါတို့ဆိုတာကိုမင်းတို့ဟော့ရှော့လိုက်ဆိုနိုင်ပါမလားမင်းတို့ပေါ်ပေးလိုက်ဆိုနိုင်ပါမလား ဟောဦးလေးတို့တော်ဝင်တချင်းကိုကျွန်တော်ပေါ်ပင်ကလိုက်ဆိုနိုင် ဆိုနိုင်မလား မဆိုနိုင်လို့ရှိရင်အ မင်း ရှုံး တို့ရှုံး ရှုံးမယ် တောင်းမယ် တဝိုင်းစီကျွေးမယ် တောင်းစားရလုပ်လိုက် လောင်းလေ ကျွန်တော်တကယ်ချင်းကလိုက်မဆိုနိုင်ရင်ဦးဆိုနီကဆိုနိုင်ခဲ့ရင်ဦးမိုးကျော်တူမကျွန်တော်ပေး ပေးလိုက်ပေါ့မင်းက ဟုတ်တယ်မလားကျွန်တော်တကယ်ကြီးကလိုက်ဆိုနိုင်ရသားနဲ့ဦးမိုးကျော်ကမဆိုနိုင်ခဲ့လို့ရှိရင်ဦးမိုးကျော်တူမကိုကျွန်တော်ယူမယ် ဟာယူတာပဲ ဒါပဲပေါ့ ဘာလဲဟေ့ရှုံးနေတယ်မင်း ဘာဖြစ်လို့လဲ ရှုံး ချက်ပါ နေ ဦး မင်းတို့ရှုံးနေဦးမယ်ငါမင်း ဟိုမင်းလည်းကွာတော်ကြောင့်မရှုံး မ ဘူး င်းနာမင်းနာနေဦးမယ် မင်းတကယ်လို့ရှုံးလို့ရှိရင်မင်းတို့ရှုံးရင် နမတယောက်ပေးကြီး ပေးမယ် တကယ်နော် တူသားနောင်မယ်ဟုတ်ကဲ့တာညီ ဒီမှာညီကိုဦးမိုးကျော်ဦးဆိုနီအနှစ်40တွဲတာ ဟုတ်တယ် ပွားပွားချစ်ကျော်10နှစ်ရှိပြီတွဲတာ ဟုတ်ပြီဗျာ ရတယ် ကဲတင်ဆောင်ကရှက်ဆုံးမယ် ဆိုတယ်မှာ အဲ ဒီမှာယောဂ ရချ